စရိုင်းကိုကြည့်ပါလေဒီနေ့ငစရိုင်းလို့ထင်တာပဲခါငါလေးကြည့်ပါဦးရှင်ဆိုတော့ဟိုနေ့ကလုံးမနေမှကြောက်ဘူးဟိုနေ့ကလည်းငရဲမဟုတ်ဘူးတဲ့ပါငါလေးတော့သိဒီမှာပါပြီးတော့ကင်မုံကြီးလေးဝင်ခဲ့ပါတယ်ကင်မုံကြီးနဲ့နေရလေးနဲ့ဥကတ်လေးနေရမဟုတ်ဘူးဟိုကမြေစရိုင်းဒီငါးလေးနဲ့ကင်မုံကြီးနဲ့6နေဥကတ်လေးချက်ထားမယ်ဆိုပြီးမိဒီနီဝင်ခဲ့ပါတယ်ပြီးတော့ချီမောင်ရွတ်တီပါအရန်မှနေရမယ်ကြော်ထားမှာပါနေ့တိုင်းဟိုအချင်းမပါနဲ့မစားနိုင်ဘူးအဲ့တော့ချီမောင်တစ်စီးမှ300ပဲရှိတယ်အကြီးတွေပါရှင်လာနေမယ်နော်ချီမောင်ရဲ့ကင်မုံဒီလေးရဲ့ကင်မုံဒီရကြတော့ဒါဟိုပဲရှိရဲ့ဟိုဘတ်ဂျက်ချွေတာမဆိုရင်အတော်ပဲကြာ900ပို့ပဲရှိနော်ကင်မုံဒီဒီလက်ဆက်900ပို့ပါချီမောင်ရကတော့တစ်စီးမှ300ပဲရှိပါရဲ့ရှင်ဒီမှာပြအကြီးပါရှင်ဒီမှာနော်အကြီးပဲနော်ဒီက30တောင်း2000ရှိမယ်2500ရှိတယ်တော့ကြီးပါရဲ့ကြီးတော့ကြီးတာပဲဟုတ်တယ်ကျေးဇူးများတင်ပါတယ်ဆင်ပြေကြပါစေရှင်ကင်မုံဒီနဲ့ငစင်ငန်းလေးနဲ့ပို့ကလေးချက်လာပါရှင်ကင်မုံဒီလေးနဲ့ငစင်ငန်းလေးနဲ့ဆက်ဟင်းလေးချက်တာပါရှင်ငစင်ငန်းနဲ့ကင်မုံဒီနဲ့ငရုတ်ဒီဆက်ချက်လေးရပါပြီရှင်ဒါလေးကချမောင်ကြော်လေးပါထည့်ထားပါတယ်